အားလုံးပဲမင်္ဂလာပါရှင်။ Technoloite ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Forever Keyboard လေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါလေးကတော့ Resi brand နဲ့ကခောက် keyboard လေးပဲဖြစ်ပါတယ်ရှင်။ဒါလေးကတော့သူ့မှာပါတဲ့တိုက်စီအသင်းကြိုးလေးပဲဖြစ်ပါတယ်။ Forever Keyboard ကလေးကတော့ Bluetooth connection ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ iOS, Android, Windows ဆိုပြီးတော့ပေါ့နော်။ device တွေနဲ့ချိတ်လို့ရပါတယ်ရှင်။အခုဆိုလို့ရှိရင်တော့ညီမတို့ဒီမှာရှိနေတဲ့ tablet လေးနဲ့ချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ချိတ်ဆက်ပုံလေးကတော့ပထမဦးဆုံးအနေနဲ့သူ့မှာပါတဲ့ on off ခလုတ်လေးမှာပေါ့နော်ဒါလေးကို on လိုက်မယ်ဒါဆိုလို့ရှိရင်မီးအနေလေးပွင့်လာပါပြီဒါဆိုလို့ရှိရင်ကိုကပေါ့နော်ဥမာချိတ်မှာက Android နဲ့ချိတ်မယ်ဆိုလို့ရှိရင်ပေါ့နော် F1 key နဲ့ C ပေါ့နော် pairing ခလုတ်ကလေးကိုနှိပ်လိုက်တာနဲ့ဒီမှာ BT မှာပေါ့နော်မီးလေးကအပြာလေးကဖတ်အဲ့လိုမျိုးပြပြကလေးလင်းလာပါလိမ့်မယ်ဒါဆိုလို့ရှိရင်ညီမတို့ချိတ်မဲ့တစ်ပိုင်းမှာသွားရှာပါမယ်ရှင်ဒီမှာဒါဆိုလို့ရှိရင်ပေါ့နော်သူ့ရဲ့ model လေးကြာလာပါပြီရှင် RCS K01 ဒါဆို connected ဖြစ်သွားပါပြီအဲ့ဒါ touchpad လေးနဲ့သုံးပြနေရပါဆိုလို့ရှိရင် PS DF နော်အဲ့လိုမျိုး GHGKL ပေါ့နော်အဲဆိုရင် bus page လေးကိုလည်းပြန်ပြီးတော့ delete ပေါ့နော်ပြန်ပြီးဖြတ်လို့လည်းရတယ်ဒါ up and down key လေးပေါ့နော်ဒါဆိုလို့ရှိရင် ESDF ဆိုလို့ရှိရင်ဒီနေ့မှာတော့ညီမပြသွားတဲ့ Forever Keyboard လေးကတော့ Android, iOS, Windows သုံးလို့ရတဲ့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုကတောင်းတာပဲဖြစ်ဖြစ်ရုံသမားပဲဖြစ်ဖြစ်ပေါ့နော်ဒီသူမဆိုဖုန်းလေးနဲ့သို့မဟုတ် tablet လေးနဲ့ပေါ့နော်အလွယ်တကူအသုံးပြုလို့ရပါတယ်ရှင်အခုလိုမျိုးဗီဒီယိုကိုအဆုံးထိကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်Technoloiteမှာဒီလို Forever Keyboard ကလေးကိုလာဝယ်လို့ရတယ်ဆိုတာကိုလည်းမမေ့နဲ့နော်